ပေါ့စီစားရင်ပေါ့စီကပေးတဲ့သင်ခန်းစာကိုယူထားရတယ်ဒီပေါ့စီလောက်တဲ့လူဟာသူလောက်တဲ့ပေါ့စီကိုပြီးရတယ်လောက်တဲ့လူမြည်ကြည့်ရဒီလိုပဲလူဆိုတာကိုလောက်ခဲ့တဲ့အလုပ်ကိုလောက်နေတဲ့အလုပ်ကိုစမ်းစစ်ရသုံးတိုက်ရအခုပေါ့စီလေးလောက်လိုက်လို့ပေါ့စီကသေးနေပြန်ကြည့်ရလူမှလည်းဝရိယအာနင်းဝါယမလေးစိုက်တယ်နော်တန်စေးလွန်ပြီတဲ့ကိုလှုပ်လိုက်တဲ့ပေါ့စီကဒါအနင်းကကြည်နိုင်တယ်နဲ့တွက်ချီမကြိုက်ဘူးဝရိယလွန်ကျွန်ဖြစ်တဲ့အဲ့ဒီစကားကိုသတိထားကိုလှုပ်လိုက်တဲ့ပေါ့စီကအချိုးမကျဘူးဆိုတော့မြောင်းနေတာလှုပ်လိုက်လူမှလည်းအတုံးမကျလေအတိညာဉ်မကောင်းတဲ့စိတ်တွေရှိနေမြောင်းရောပေါ့စီဆိုတာအစာများများဌာပနာတွန့်နိုင်မှာကောင်းတာကွာလူဆိုတာလေဘာအလုပ်ပဲလုပ်လို့အတိညာဉ်ဆိုတာဌာပနာတွတ်ပြီးလုပ်အောင်ဟာလားမင်းပေါ့စီကိုစားရင်ပေါ့စီကပေးတဲ့သင်္ကန်းစာတတိထား